လေတိုင်နှုန်းကြောင့်ဘုံမောက်ကိုလီဗာပူးရှုံးရတာပါဆိုတဲ့လေကြောင်းဦးစီးဌာနမှဗန်ဒိုက်ပရိသတ်များမင်္ဂလာပါများဟဲလာအိုင်ဘတ်ခွန်ရှိကိုမောင်ဖပိုက်စစ်ပရင်စာမိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဘောလုံးပွဲရှုံးရင်အကောင်းဆုံးကငါတို့ညမ်းလို့ပါလို့ဝန်ခံလိုက်တာပါဒါပေမဲ့လီဗာပူးကတော့ဒီလိုမဟုတ်ပါဘူးသူတို့မှာစင်ကျင်ထုတ်လို့ရေးစိတ်ရုံရှိပါတယ်ဆလောက်ပြောတာနားထောင်ရင်လီဗာပူးကအနိုင်သင်းတယ်လို့ဗန်ဒိုက်ပြောတာနားထောင်ရင်ဒေါဝဘေးအန်နဲ့လေမုန်တိုင်းကြောင့်ရှုံးတယ်လို့နဲ့တကယ်တမ်းကွင်းထဲမှာဖြစ်ပျက်ခဲ့တာတွေကတော့ဘုံပေါက်က65မိနစ်မှာအနိုင်ကိုသွင်းသွားတာပါဒါမှန်တရားပါပဲအာနီစလော့ပြောသွားတဲ့စကားကတော်တော်ကြီးရပါတယ်ပရိုင်မှာကျွန်တော်တို့မထိန်ချုံနိုင်ခဲ့တာ9မိနစ်10မိနစ်လောက်ပဲရှိပါတယ်ဆရာကြီးအဲ့ဒီ7မိနစ်အတွင်းမှာ2ဂိုးပေးလိုက်ရတာလေဒါကဘာနဲ့တူလဲဆိုတော့စပမှုတယောက်ကကျွန်တော်ချစ်တဲ့ဟင်းကအရန်ကောင်းပါတယ်ကြွက်တဲ့တကောင်ပြုတ်ကျသွားတဲ့10စက္ကန့်လောက်ကိုဖယ်လိုက်ရင်ဘောလို့ပြောလိုက်သလိုပါပဲဟင်းရောနဲ့ကြွက်ကျသွားမှတော့အဲ့ဒီဟင်းကအသွင်ပြေးရတော့မှလေကျန်တဲ့အချိန်တွေမှာဟင်းကမှုေးနေပါတယ်လို့ပြောနေလဲဘာထူးမှလဲဘောလုံးဝဲဆိုတာကဘလောက်ကြာကြာဘောလုံးပိုင်ထားလဲဆိုတာအဓိကမဟုတ်ပါဘူးဂိုးဘယ်နှလုံးဝင်သွားလဲဆိုတာကအဓိကပါဘမောက10မိနစ်အတွင်းမှာ2ဂိုးသွင်းသွားတယ်ဆိုတာကလီဗာပူးရဲ့ခံစစ်ကမိနစ်80လောက်အိတ်နေတယ်ဆိုရဲသဘောပါပဲကျွန်တော်ကစားမတွေကပင်ပန်းနေကြပြီး2ရက်ပဲနားရလို့ပါဆိုရဲစလော့ရဲ့စင်ကြီးကတော့ကနဝင်မြောက်ပါပြီတပတ်ကိုပေါင်သိန်းချီရနေတဲ့ကစားသမားတွေပါအာဟာရဆရာဝန်နှိမ့်နယ်ပေးမဲ့သူရေခဲကန်ကိုပိုင်လင်းအကုန်ရှိပါတယ်ရုံးဝင်နေဆိုရင်မနေ့9ည9ရုံးတက်ဘတ်စကာတိုးစီစနေတွင်းနေတော့အလုံးဆင်းရတာဘယ်သူမှပင်ပန်းလို့ပါဆိုပြီးအလုံးမဖြတ်ရဲပါဘူးဆလော့ပြောပုံအရဆိုရင်လီဗာပူးကစားသမားတွေကကြောင်မီသွေးတွင်းထဲမှာအလုံးလုံးနေရတယ်လို့ပါပဲတခြားအသင်းတွေလည်းဥရောပပွဲကန်နေရတာပါပဲသူတို့ကြတော့ဘာလို့နိုင်လဲလီဗာပူးကစားသမားတွေကပဲနှုတ်နေလို့လားဒါမှမဟုတ်ဘုံမောက်ကွင်းကလေတူးကပဲအောက်ဆီဂျင်နည်းနေတာလားပင်မနေဆိုရင်စကားကရှုံးတဲ့အသင်းနိုင်ငံတော်ချင်းဖြစ်နေပါပြီကပတိန်ကြီးဖန်နိုင်ပြောတဲ့စကားကတော့ဒီနေ့ရဲ့အော်စကာဟာတာဆုကိုရတင်ပါတယ်ပထမကူကဆုံးဖြတ်ခတ်ပါတယ်လေတိုင်နှုန်းကအရန်လှည့်စားတက်ပါတယ် Oh my god ဖန်နိုင်ရင်ခမ ्या ကဘောလုံးသမားလားမိုးလေဝသပညာရှင်လားလေတိုက်တာကတကွင်းလုံးတိုက်တာလေဘုံမောက်ကစားသမားတွေကြတော့လေမတိုက်ဘူးလားဒါမှမဟုတ်လေကလီဗာပူးကိုပေါပတ်ကိုရွေးပြီးတိုက်နေတာလားဗန်ဒိုက်လိုကဘာအကောင်းဆုံးနောက်ခံလို့တတ်မှတ်ခံရသူကလေတိုက်လို့ဂိုးပေးရတာပါလို့ပြောနေတာကကလေးကစားစရာရုပ်ကိုသူများလှုပ်သွားလို့လေတိုက်ပြီးပါသွားတာပါလို့ငိုပြောနေတဲ့ကလေးလေးနဲ့တူပါရင်နောက်ဆုံး65မိနစ်အနိုင်ကိုမှဗန်ဒိုက်ကပြောသေးတယ်ကျွန်တော်ကိုလူလာပိတ်တာဗျာဒိုင်းကမပေးဘူးတဲ့ခမ ्या က6ပေလေးလက်မရှိတဲ့လူကောင်ကြီးကြီးဗန်ဒိုက်လေဘုံမောက်ကစားသမားလောက်ကလာပိတ်တာကိုအမေကြီးသူလှုပ်တယ်ဆိုပြီးအော်တိုင်နေရသလားတင်ကားကြီးတစ်စီးကလမ်းမေးကကြောက်ခဲလေးခံနေလို့ရှေ့ဆက်မောင်းမရဘူးလို့ပြောနေတယ်လို့ပါပဲတကယ်တမ်းကျတော့ဗန်ဒိုက်ကလူပိတ်ခံရတာမဟုတ်ပါဘူးအာယုံဆိုင်မှုပိတ်သွားတာပါဘောလုံးထွက်လာတာကိုငေးကြည့်နေပြီးသူများအသွင်းသွားမှဒိုင်လူကြီးတခိုးလို့အော်နေတာကရှက်စရာကောင်းပါတယ်ဆလော့ကပြောသေးတယ်ကျွန်တော်တို့10ယောက်ဖြစ်သွားလို့ပါတယ်ဒါကအနီကန်းထီတာမဟုတ်ပါဘူးဂျိုကိုစမတ်ဒန်ယာရနေချိန်ဖြစ်သွားတာကိုပြောတာပါအဲ့ဒီအချိန်မှာဘောလုံးကိုကန်ထုတ်လိုက်ရင်ရာသားနဲ့ငါတို့ကဘောလုံးပိုင်ဆိုင်မှုယူမယ်ဆိုပြီးဆရာကြီးစတိုင်ဖန်ရင်ဘောလုံးပြက်ပြီးဂိုးပေးလိုက်ရတာလေဒါကဘာနဲ့တူလဲဆိုတော့အိမ်သာတက်ချင်နေတာကိုအိမ်သာမွေမဲငါအောက်ထားနိုင်နေဆိုပြီးဆက်လျှောက်ရင်ဘောင်းမီတဲထွက်ကျသွားမှအိမ်သာကဝေးလို့ပါလို့စင်ကြီးပေးနေတယ်လို့ပါပဲဒီကုန်းချုံနေနဲ့ပြောရရင်အာနီစလော့နဲ့ဖာချယ်ဗန်လိုက်တို့ရင်မိုက်ခရိုဖုန်းရှိရောက်ရင်လေတိုက်လို့ပင်မန်းလို့ဆိုတဲ့စကားတွေကိုအမိုက်ပုံးနဲ့ထည့်လိုက်ပါတော့ဘောမလို့အသင်းကိုရှုံးတာကဘာစင်ကြီးမှပေးလို့မရတဲ့အရှက်ကွဲမှုပဲဖြစ်ကြောင်းပါအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ